မြို့နယ်တိုင်းမှာတော့သူ့အာသာချန်နဲ့သူရှိကြပါတယ်။ဒါပေမဲ့နေထိုင်မဲ့သူတွေရောရင်းနှီးမြှုပ်နှံမဲ့သူတွေရောကရန်ကင်းမြို့နယ်ကိုဦးစားပေးရွေးချယ်ကြတာအားကြောင့်များလဲ။ပထမဆုံးကတော့ဒီနေရာပါ။ရန်ကင်းမြို့နယ်ဟာရန်ကုန်မြို့ရဲ့အချက်အခြာကြတဲ့နေရာတစ်ခုဖြစ်ပြီးတော့မယန်းကုန်း၊ဗဟန်း၊တာမွေ၊တောင်ပလာအစရှိတဲ့မြို့နယ်တွေကိုလည်းအလွယ်တကူသွားလာနိုင်ပါတယ်။အဆက်ကတော့လူနေမှုပတ်ဝန်းကျင်ပါ။အစိမ့်မြင့်နိုင်ငံတကာအကြောင်းတွေ၊ဆေးရုံတွေ၊စားတောက်ဆိုင်တွေ၊ရှော့ပင်းမားတွေကလည်းနောက်မှာရှိတာကြောင့်လူနေမှုအဆင့်တန်းကိုမြင့်မားတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။သွားလာရေးပိုင်းကိုကြည့်မယ်ဆိုရင်လည်းအဓိကမိန်းလမ်းမကြီးတွေဖြစ်တဲ့ကဘာကြီးဖျားလမ်း၊ပါရမီလမ်း၊သစ္စာလမ်း၊အောင်စရလမ်းမှာပြည်တာရမိုးကောင်းလမ်းမနဲ့ဝေစံမြလမ်းမတို့အားဆိုရင်တော့အဓိကမိန်းလမ်းမကြီးတွေဖြစ်ပါတယ်။ဘောက်ထုံနဲ့ကြောက်ကုန်းဘက်တွေရဆိုရင်တော့လမ်းကျယ်ပြီးတော့ဝင်ထွက်သွားလာရတာလွယ်ကူတဲ့အတွက်ကြောင့်အိုမန်ဒီတွေအကြိုက်တွေ့တယ်လို့စီးပွားရေးလုပ်ငန်းလုပ်ကိုင်မဲ့သူတွေနဲ့အင်ချမ်းမြေဝယ်ရောင်းသမားတွေအတွက်ကအယောင်းဝယ်သွက်စီမဲ့နေရာကောင်းတစ်ခုလည်းဖြစ်ပါတယ်။ပါရမီဘက်ကျတော့မယန်းကုန်းနဲ့ရန်ကင်းမြို့နယ်ကနယ်နမိတ်ချင်းထိစပ်နေပြီးထန်စိတ်နေတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားတာကြောင့်ရေရှည်အေးစီးစပ်နေခြင်းတဲ့သူတွေအတွက်အထူးသင့်လျော်ပါတယ်။အေးတာယာလမ်းမကြီးရဆိုရင်လည်းမိုးကောင်းလမ်းမနဲ့ဝေစံမြလမ်းမတို့ကိုချိတ်ဆက်ထားတဲ့လမ်းဖြစ်ပြီးတော့တင်ငန်းကျွန်းမြို့နယ်ကိုအလွယ်တကူသွားလာနိုင်တဲ့အတွက်ကြောင့်အချက်ချာကြပြီးတော့တင့်တော်တဲ့နေရာကောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ရန်ကင်းမြို့နယ်မှာပိုင်ဆိုင်ထားတဲ့အင်ချမ်းမြေတွေကိုဈေးကောင်းရပြီးရောင်းချင်တာပဲဖြစ်ဖြစ်ဈေးနှုန်းတင်ပြီးနေရအကွက်ကွင်းကောင်းတာလေးတွေကိုဝယ်ယူချင်တာပဲဖြစ်ဖြစ်ကျမတို့စိုးစံလင်းအင်ချမ်းမြေကိုဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ရှင်။